ပါရွေးဖြစ်ပါတယ်ကျွန်တော်တို့စီရောရင်မောင်းနေသူကတော့အန်ဒီပါဆိုင်ငယ်စီးရင်အော်တိုဆောင်ရပါတယ်ရေးသားပုံရဲ့ပြည်တည်ငြိမ်းပါဒါပဲစီကိုဝင်ရောက်ကျူးကျော်တာပါဒါကျွန်တော်ရဲ့ရှေ့မှာဒီစတူဒီယိုငါလာရဲ့ artist တွေဒါတော့စတူဒီယိုပြင်ဆင်မှာAre you ready? 3, 2, 1, go! မိတ်ဆက်ပြီးတော့အဲ့တော့ကျွန်တော်ရဲ့ shooting ကိုပထမဦးဆုံးလာတဲ့ကျွန်တော်ရဲ့အရေးကြီးဆုံးအဲ့ဒါကျွန်တော်ရဲ့ဖြစ်ပါတယ်ဒါသူပထမဦးဆုံးဒါကျွန်တော်ရဲ့ shooting ကိုလာပြီးတော့လဲဘူးပဲဒါကြတော့ပါခံစားချက်ကိုပြောပြပြီးကိုသားရဲ့ shooting ကိုလာဆိုတော့ကောင်းလားကောင်းရင်လားရှူတင်ပြီးတော့โอเคဒါတော့ရှူတင်ထမင်းပါကျွန်တော်ရဲ့ရှူတင်ထမင်းပိုက်စားပါကျွန်တော်ရဲ့ဒီကမာကြီးကနေမှာကျွန်တော်ရဲ့မာကြီးကနေမှာရှူတင်ထမင်းလိုက်ကြည့်ရအောင်ဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်